ကျွန်တော်ရှိနေခဲ့မယ်ဆိုမှဒီပြပြန်ပြီးတော့ကျူဆိုလိုက်ပါတယ်ဗျာရှင်ဘက်ကကျွန်တော်တင်ပေးထားတာလော်ထီနိုင် point နဲ့လဲနေတွေပါဒီ point တွေပါကျွန်တော်လဲနေတင်ပေးထားပါတယ်ဒီက hack application ဘယ်လိုသုံးမလဲဆိုတာကျွန်တော်တွေ့သုံးပြပြမယ်နော် brother ရင်းဆုံးလော်ထီကိုနှိပ်မယ်လော်ထီနှိပ်ပြီးဆိုရင်ဒီမှာလော်ထီချက်နှိပ်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဝင်ကိုဆော့မှာဖြစ်တဲ့တော့ဝင်ကိုချက်နှိပ်လိုက်ပါဆိုရင်နော် brother ဝင်ကိုချက်နှိပ်မယ်လော်ဒီ AI နဲ့ကြောက်ပြီးဆိုရင်ဒီမှာ brother တို့အရင်ဆုံးချိန်ပါတာ1 minute မှာဆော့ပါနော်1 minute မှာဆော့မှာပြပါတယ်1 minute မှာဆော့တာပို့ပြီးတော့မြင်များဗျာ1 minute ဆော့တာကျွန်တော်ပို့ချက်1 minute ပေါ့ချက်ချင်းလိုက်မယ်1 minute ချက်ချင်းမယ်1 minute ပဲချိန်ပြီးဆိုရင်ဒီမှာ brother တို့အရင်ဆုံးချက်ချင်းပြန်ပါကဒီမှာပါဟုတ်ပြီပါဒီမှာအကြီးကြတာနော်ရှစ်ဒီမှာ brother တွေ့ရနော်ဒီမှာရှစ်အဲ့ရှစ်ကိုဒီဘက်တော့ရပြီးတော့ဒီမှာအဲ့ဒါလုံးလေးတွေ့လားအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်မယ် brother ဒီမှာပါနော်ကျွန်တော်ရှင်းပြဝင်းကိုနှိပ်မယ်တော့ဝင်းကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဝင်းကိုနှိပ်နော်နှိပ်ပြီးဆိုဒီမှာတော့တစ်လုံးတော်ရိုက်ထည့်ပါတဲ့တော့ဘာကြဆိုရှစ်နှိပ်ပြီး brother တစ်ချက်ပြမယ်ဒီမှာဒီရောက်တစ်ချက်နှိပ်လိုက်ပါ set AI ဆိုလေးတစ်ချက်ရှိတယ်set AI လေးတစ်ချက်နှိပ်လိုက်မယ်သူကဒီမှာဘာတော့တစ်ချက်ပြရနော် small 100 ရာခိုင်နှုန်းနဲ့ကျွန်တော်အဲ့ကျ small တော့ထိုးမယ် brother ဒီချိန်တော့ကျွန်တော်ကြောက်ပါနော် brother ဒါ small ပေးတယ်တွေ့လား brother ဒီမှာ small ကျသွားနော်ကျွန်တော်ဆွမ်းထိုးရင်နိုင်ဦးမှာ small ကျသွားဆိုတော့ဒီမှာကျွန်တော်နောက်တစ်ပြင်ထပ်ပြမယ်နော် brother တို့ဒီဟာကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးဆိုရင်ဒီမှာ brother ပြ0ဝင်ကိုနော်0တစ်ချက်နှိပ်ပြီးဒီမှာ set AI လေးကိုတစ်ချက်နှိပ်လိုက်သူကဒီမှာဒီအောင်နှစ်ခုကြည့်နော် brother တို့ small 80% 30% ဒီဟာဒီတော့မကြည့်အောင်နော်ဒါတွေမကြည့်အောင်ဒီမှာ small 80% ဆိုတော့ small ကိုကျွန်တော်တတ်ထိုးမယ်နော်ကျွန်တော်ဒီတမ small တတ်ထိုးမယ် small တတ်ထိုးလိုက်မယ် brother တို့ကျွန်တော်လည်းနိုင်ရ subscribe လေးနဲ့ကူညီပေးကြပါအောင်နော် brother တို့ပြင်ကောက်ကျွန်တော်ကောက်ပြတ်သွားလို့ပါ brother ဗီဒီယိုတင်ပြတာလည်းကျွန်တော်မအားလို့ပါနော်အောင်တောင်းပါပါနော်ကဲတွေ့ရနော်ကျွန်တော်ရဲ့ member account မလို့ပါကျွန်တော်ရဲ့ member လေးလည်းကျွန်တော်အားရချင်ကြကျွန်တော်ဆော့ပြကျွန်တော်ရဲ့ CK ရဲ့ account ကကျွန်တော်လုံးမဆော့ပဲထားတော့ပါကျွန်တော်ရဲ့ CK ကကျွန်တော် member လေးကိုလည်းကျွန်တော်အားလုံးဆော့ပေးပါတယ်ဒါကကျွန်တော်ရဲ့ member account ပါကျွန်တော် account လုံးဝမဟုတ်သေးပါကျွန်တော် account ကရှိပါတယ်ဗျတော့တပင်ပြမယ်နော်ဒီမှာပါတော့ရေသူက2ကြာထားတယ်နော်2 let's go ဝင်နေတော့ရေးထင်မယ်ကျွန်တော်စနပြဆိုအန်သာတောင်းလေးတစ်ချက်နှိပ်မယ်2ကိုတစ်ချက်နှိပ်လိုက်မယ် chat AI သူ small ထပ်ပြီးတယ်ဗျာဒါ small ဒီမှာနော်တခြားကြည့်နော်ဒီမှာမှားမယ်နော် small 60ခွန်များတဲ့ဟာကိုထိုး small 60ခွန် 66% ဆိုတော့ကျွန်တော် small တော့ထိုးမယ်sorry ပါနော်ကျွန်တော်ဖုန်းခေါ်နေကျွန်တော် sorry ပါဒီမှာခုနဆိုတော့ကျွန်တော် small ထိုးတာ small နိုင်ကြောက်နိုင်ပါပါတယ်တုံးနေနော်ဒီမှာသူကြောနေတာတိုင်းပဲပါတာဒီဟာလေးကိုတစ်ချက်ကြိုက်ထည့်လိုက်ဒီမှာလော်တီတော့ချက်နေပြီ AI ချက်နေလိုက် small 55.60 small ပဲထိုးပါဗျာကျွန်တော်ဇက်တက်နိုင်ဝင်တာနော် small တွေပဲသူပြထားတာဒီမှာဒီလိုကြည့်လိုက်ရ3ပြီးပါလာလဲဆိုတော့ဒီမှာကျွန်တော်ပြထားတော့ဒီမှာ3ပြီးရယ်ကြီးကြလာရှိရနော်အဲ့ဒါမဲ့ application တိုင်းထိုးပါဗျာဒါ application တိုင်းထိုးတာပါကောင်းတယ်ဒီမှာ3ရယ်ကြီးကြတာဆိုတော့ကျွန်တော်ဒီတစ်ပတ်ကြီးကြမလားမသိဘူးကျွန်တော်ထင်တော့ခမ်းမကြနော်အကြီးကြလောက်တယ်ဒါဘူးလို့ဆိုတော့ဒီမှာ3ရာခိုင်နှုန်းနဲ့အကြီးကြတယ်များဒီမှာတော့အသေးကြပါလားအောက်မှာကိုဟုတ်ပြီတဲ့လား
brother တွေ့ရနော်ကျွန်တော် command တက်လောက်နော်ဘာလို့ဆိုတော့ဒီမှာအကြီးကြထားတယ်ဒါကိစ္စမရှိပါဘူး bro ဒီ application တိုင်းမှာထိုးပါနော် brother ဒီ application တိုင်းမှာထိုး application တိုင်းမှာထိုးကျွန်တော်ရှောက်မထိုးနဲ့ဒီအောက်ကကြီးပတ်တန်ရှောက်မထိုးနဲ့နိုင်တော့နိုင်တယ်သူကနောက်မှကြာရှုံးလာမယ်အဲ့တော့လည်းမယ်အဲ့ကြ application တိုင်းဆိုပါတနေ့ပို့မြက်ပါဆန်ရလုံးလုံးနားပါလုံးဝဆက်မစောပါနဲ့လို့နော် brother တို့ရေကျွန်တော်ရဲ့ brother တွေနောက်ခါကျရင် live စာလေးမှန်မှန်လေးနဲ့ကျွန်တော်ဆော့ပြပေးသွားပါမယ်ကျွန်တော်ဒီကားဆော်နီးပါနောက်တစ်ခါထပ်ပေါ်လာမှာခဲ့ဆိုကျွန်တော်ထပ်ရှင်းပြမှာကတော့ K3 ရဲ့ TI ရဲ့အားတွေကျွန်တော်ထပ်ရှင်းပြမယ်နော်ဒါတွေကိုလုံးဝမစောနေပါဘူးဝင်းကိုပဲတစ်ချက်စောပါဝင်းကိုပဲစောပါနော် brother တို့ကျွန်တော်လုံးဝမစောပါနဲ့ကျွန်တော်ဗီဒီယိုလေးရှင်းတော့ဒီလောက်ပါပဲနော် brother ပဲချစ်တယ်အားပါ